ပါးသီလခံယူဆောက်တည်ရန်ဩကာသကြော့ကျိုးဖြင့်ညီညာဖြပြကြော့ကြပါကုန်စို့ဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗဒေါသခတိန်သောအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်ဆောင်မူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါ၏ရှင်ဖျားကြောရသောအကျိုးအားကြောင့်အပေလေးပါကသုံးပါယတ္တိရှိပါယန္တိမျိုး၅ပါဝိပဿနာတရား၄ပါယတနာတရား၅ပါးတို့မှာခါခတ်သိကင်းလွတ်ငြိမ်းပြီးဖြစ်၍မတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ဖျားဒီနာခံယူဆောက်တည်ခြင်းကြောကျိုးမှာပါတဲ့ပါဠိပုပ္ပနဲ့အဓိပ္ပာယ်ငုတ်ကွဲနေသောအချက်လက်များကိုဘီလာခံယူတဲ့သူများရှင်းရှင်းလင်းလင်းနားလည်နိုင်စေရန်ရှင်းလင်းဖော်ပြပါမယ်။ဩကာသဩကာသဩကာသရှိခိုးကြောယံခွင့်ပြုတော်မူပါခွင့်ပြုတော်မူပါခွင့်ပြုတော်မူပါလို့ဆိုလိုပါတယ်။ကာယကံကိုယ်ဖြင့်ပြုသောအမှုဝစီကံနှုတ်ဖြင့်ပြုသောအမှုမနောကံစိတ်ဖြင့်ပြုသောအမှုသဗ္ဗဒေါသအလုံးစုံသောအပြည့်ဖရာယရဏနှစ်သက်မြတ်နိုးအပ်သောဖရာယရဏဆိုတာနှစ်သက်မြတ်နိုးအပ်တော်လို့ဆိုလိုပါတယ်တရားယရဏနှစ်သက်မြတ်နိုးအပ်သောတရားသံဃာယရဏနှစ်သက်မြတ်နိုးအပ်သောသံဃာအပေလေးပါအပေဟူသည်ချမ်းသာကင်း၍ကုသိုလ်ပြုခွင့်မရတဲ့အယတ္တိတာလို့ဆိုလိုပါတယ်တိနာမငရဲချမ်းသာကင်း၍ကုသိုလ်ပြုခွင့်မရသောအယငရဲဘုံငရဲကြီးရှစ်ထပ်ရှိပါတယ်နိနာမတိရိစ္ဆာန်မေဖို့မကာထောင်းပြဖီလာသွားလာတတ်သောတတ္တဝါလို့ဆိုလိုပါတယ်တိရဆိုတာထောင်းပြဖီလာဆန်းဆိုတာကသွားလာတတ်တဲ့တတ္တဝါသုံးနာမပြိတ္တာချမ်းသာအပေါင်းမှကင်းဝေးတဲ့တတ္တဝါလို့ဆိုလိုပါတယ်လေးနာမအတုရကေအတုရဆိုတာမရဲရင်သောကာယကအပေါင်းနတ်များကဲ့သို့မရဲရင်နဲ့မတောက်ပတဲ့တတ္တဝါအပေါင်းလို့ဆိုလိုပါတယ်ကတ်သုံးမှာကတ်ဟူသည်ပျက်စီးခြင်းကိုဆိုလိုပါတယ်တဲ့ဒုဗ္ဗိခန္တရကံဒုဗ္ဗိခဗိခဆိုတာအစာအစာဒုဆိုတာငတ်မွတ်တယ်ပေါ့အစာအစာငတ်မွတ်ဘေးကြောင့်ပျက်စီးခြင်းနှစ်တထန္တရကံတထအန္တရတထဆိုတာလက်နဲ့ဒီပေါ့ဒါလံတနတ်စိမ်းမြောင်းစားတဲ့လက်နဲ့ဘေးကြောင့်ပျက်စီးခြင်းသုံးရောဂန္တရကရောဂအန္တရကရောဂဆိုတာပလိယောဂစတဲ့ကတ်ယောဂကြောင့်ပျက်စီးခြင်းကတ်ဆိုင်ပုံကတော့လောဘ
ကြီးလို့ရှိရင်ဒုဗိကန္တရကဆက်ရောက်ပါတယ်ဒေါသကြီးလို့ရှိရင်တော့တထန္တရကဆက်ရောက်ပါတယ်မောဟကြီးလို့ရှိရင်တော့ရောဂန္တရကဆက်ရောက်ပါတယ်ရပ်ပြည့်ရှိပါရပ်ပြည့်ရှိပါဆိုတာကတော့မဲ့ဖို့မရနိုင်တဲ့နေရာအရာရှိခုလို့ဆိုလိုပါတယ်တင့်နာမငရဲဘုံလည်းပဲမဲ့ဖို့နိဗ္ဗာန်မရနိုင်ပါဘူးနှစ်နာမတိရိစ္ဆာန်သုံးနာမပြိတ္တာလေးနာမအတိညတနဲ့အရူပဗြဟ္မဘုံအတိညတဗြဟ္မာရီလည်းပဲစိတ်စေတသိက်မရှိတော့မဲ့ဖို့နိဗ္ဗာန်မရပါဘူးအရူပဩစရဗြဟ္မာရီလည်းပဲတရားနားထောင်မှုနားမပါတဲ့အတွက်မဲ့ဖို့နိဗ္ဗာန်မရပါဘူးငါးနာမပစ္ဆန္တရေအရာအစွမ်းဖျားကြတဲ့အရာ6နာမမိစ္ဆာဒိဋ္ဌိအယူရှိသူတို့နေတဲ့နေရာအရာ9နာမဉာဏ်ပညာမရှိတဲ့သူတွေနေရာအရာ10နာမဖျားမပွင့်တဲ့အချိန်မှာလူပုံမဲ့လူဖြစ်ပြီးတော့နေရာအရာ8ခုကိုရပ်ပြည့်8ပါးလို့ခေါ်ပါယန္တုမျိုး5ပါးတစ်နာမရေဆိုတာလည်းပဲသုံးတတ်လို့ရှိရင်အကျိုးရှိပေမဲ့လို့မသုံးတတ်ရင်ယန္တုဖြစ်ပါမီးရလည်းပဲသုံးတတ်ရင်အကျိုးရှိပြီးတော့မသုံးတတ်ရင်ယန္တုဖြစ်တတ်ပါသုံးနာမမင်းစိုးမင်းကြီးမင်းကောင်းမင်းမြတ်တွေကတော့တိုင်းပြည်အတွက်အလိုရှိရတဲ့ပုဂ္ဂိုလ်များဖြစ်ပါမင်းစိုးမင်းကြီးကိုသာလည်းဒီနေ့ဟာဆိုလိုပါတယ်လေးနာမတခိုးဓမြများငါးနာမအမွေခံသားသမီးစိုးများအဲ့ဒါယန္တုမျိုး5ပါးဖြစ်ပါတယ်ဝိပတ္တိတရား4ပါးဝိပတ္တိဆိုတာကဖောက်ပြန်ချွတ်ယွင်းခြင်းလို့ဆိုလိုပါတယ်ဝိပတ္တိတရား4ပါးတစ်နာမဂတိဝိပတ္တိအပေဘုံ၌ဖြစ်ရခြင်းနှစ်နာမဥပရိဝိပတ္တိရုပ်ဆင်းအင်္ဂါပျက်စီးရခြင်းဥပရိသရာရုပ်အဆင်းမျက်စိနားနှာခေါင်းစတဲ့ဒီလိုအင်္ဂါတွေချွတ်ယွင်းတာပေါ့သုံးနာမကာလဝိပတ္တိတရားမဆောင်သောသူတို့လက်ထက်၌ဖြစ်ရခြင်းလေးနာမပယောဂဝိပတ္တိအကုသိုလ်တရားကိုသာအာထုတ်နေခြင်းအဲ့ဒါလိုဝိပတ္တိတရား4ပါးရှိပါဗျတနာတရား5ပါးဗျတနာဆိုတာကတော့ပျက်စီးခြင်းကိုဆိုလိုပါတယ်တစ်နာမအနေနဲ့ညာတိဗျတနာဆွေမျိုးတို့ရဲ့ပျက်စီးခြင်းနှစ်နာမဘောဂဗျတနာစည်းစိမ်ဥစ္စာတွေရဲ့ပျက်စီးခြင်းသုံးနာမရောဂဗျတနာရောဂအနာယောဂတို့နှိမ့်ဆက်ပြီးတော့နှိမ့်ဆက်ခံရပြီးတော့ပျက်စီးခြင်းလေးနာမဒိဋ္ဌိပြဒနာအယူလွဲမှားပြီးတော့ပျက်စီးခြင်းငါးနံပါတ်သီလပြဒနာအကျင့်သီလပျက်စီးခြင်းလို့ပြဒနာတရား5ပါးရှိပါမေတ္တရားဆိုတာကတော့နိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်တဲ့သောတာပတ္တိမေ့စားတဲ့မေတ္တရားဖြစ်ပါတယ်ဖို့တရားဆိုတာကတော့နိဗ္ဗာန်ကိုရောက်ကြောင်းလမ်းကြောင်းဖြစ်တဲ့သောတာပတ္တိမေစားရဲ့အကျိုးတရားဖို့ဆိုတာဖလကောင်းကျိုးတရားလို့ဆိုလိုပါတယ်နိဗ္ဗာန်ချမ်းသာဆိုတာကတော့ယုံနာခန္ဓာတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်တရာချုပ်ငြိမ်းရာအေးငြိမ်းရာချုပ်ငြိမ်းရာဖြစ်တဲ့ချမ်းသာတဲ့ဘုံလို့ဆိုလိုပါတယ်ဤတို့ယရဏသုံးပါးကိုရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောကုသိုလ်ကံစေရနာတို့ကြောင့်မိမိတို့အလိုရှိရတောင်းတအပ်သောသုဒုသုမြအပေါင်းတို့နှင့်ပြည့်စုံကြပါစေဒီတော်ဆုနှင့်ပြည့်စုံရပါလို၏ရှင်ဖေယအဟံဗန္တိတိတရဏေနာတဟအထင်္ဂသမနာကတံဥပောတထသီလံဓမ္မံယာစာမိ
အနုဂံကတဝါ အနုကဟံကတဝါ သီလံဒေထ သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဖေယ အရှင်ဖေယ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ အင်္ဂါ၈ပါးနှင့်ပြည့်စုံသော အင်္ဂါ၈ပါးနှင့်ပြည့်စုံသော ဥပုသ္တိလဟုသော ဥပုသ္တိလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ၏ အရှင်ဖေယ အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချီးမြှောက်ခြင်းကိုပြု၍ ၈ပါးသီလကို ၈ပါးသီလကို ပေးတော်မူပါကုန်ဖေယ ပေးတော်မူပါကုန်ဖေယ ဒုတိယံပိအဟံဗန္တိ ဒုတိယံပိအဟံဗန္တိ တိတရဏေနတဟ ဣတရဏေနတဟ အထင်္ဂသမနာကတံ အထေငသမနာကတံ ဥပောတထသီလံ ဥပောတထသီလံ ဓမ္မံယာစာမိ ဓမ္မံယာစာမိ အနုဂံကတဝါ အနုကဟံကတဝါ သီလံဒေထ သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဖေယ အရှင်ဖေယ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ဖန်လေ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ အင်္ဂါ၈ပါးနှင့်ပြည့်စုံသော အင်္ဂါ၈ပါးနှင့်ပြည့်စုံသော ဥပုသ္တိလဟုသော ဥပုသ္တိလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ၏ အရှင်ဖေယ အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချီးမြှောက်ခြင်းကိုပြု၍ ၈ပါးသီလကို ၈ပါးသီလကို ပေးတော်မူပါကုန်ဖေယ ပေးတော်မူပါကုန်ဖေယ တတိယံပိအဟံဗန္တိ တတိယံပိအဟံဗန္တိ ဣတရဏေနတဟ တိတရဏေနတဟ အထင်္ဂသမနာကတံ အထေငသမနာကတံ ဥပောတထသီလံ ဥပောတထသီလံ ဓမ္မံယာစာမိ ဓမ္မံယာစာမိ အနုဂံကတဝါ နုဂဟံကတဝါ သီလံဒေထ သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဖေယ အရှင်ဖေယ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ခါလေ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ အင်္ဂါ၈ပါးနှင့်ပြည့်စုံသော အင်္ဂါ၈ပါးနှင့်ပြည့်စုံသော ဥပုသ္တိလဟုသော ဥပုသ္တိလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ အရှင်ဖေယ ၏အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချီးမြှောက်ခြင်းကိုပြု၍ ၈ပါးသီလကို ၈ပါးသီလကို ပေးတော်မူပါကုန်ဖေယ ပေးတော်မူပါကုန်ဖေယ ယမဟာဝရာမိတံဝရေထဆရာတော်ဆိုသလိုလိုက်ဆိုကြပါ အာမဗန္တိမှန်ပါဖေယ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတ္တဘဂဝတောအရ
ရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ပူဇော်အထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူတိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ပူဇော်အထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူတိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ပူဇော်အထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူတိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ ဗုဒ္ဓံတရဏံကိသာမိ ဗုဒ္ဓံတရဏံကိသာမိ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ၍ စိကပါ၏ စိကပါ၏ဓမ္မံတရဏံကိသာမိ ဓမ္မံတရဏံကိသာမိ တရားတော်မြတ်ကို တရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ၍ စိကပါ၏ စိကပါ၏သံဃံတရဏံကိသာမိ သံဃံတရဏံကိသာမိ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ၍ စိကပါ၏ စိကပါ၏ဒုတိယံမိဗုဒ္ဓံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ၍ စိကပါ၏ စိကပါ၏ဒုတိယံမိဓမ္မံတရဏံကိသာမိ ဒုတိယံပိဓမ္မံတရဏံကိသာမိ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ တရားတော်မြတ်ကို တရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ၍ စိကပါ၏ စိကပါ၏ဒုတိယံမိသံဃံတရဏံကိသာမိ ဒုတိယံပိသံဃံတရဏံကိသာမိ နှစ်ကြိမ်မြောက် န
နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ဖန်လေ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ွယ်ရာဟု၍ စီကပါ၏ စိကပါ၏ တတ္တိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ဖန်လေ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ွယ်ရာဟု၍ စီကပါ၏ စိကပါ၏ တတ္တိယံပိဓမ္မံသရဏံဂစ္ဆာမိ တတိယံပိဓမ္မံတရဏံဂစ္ဆာမိ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ဖန်လေ တရားတော်မြတ်ကို ဘုရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ွယ်ရာဟု၍ စီကပါ၏ စိကပါ၏ တတ္တိယံပိသံဃံသရဏံဂစ္ဆာမိ တတိယံပိသံဃံတရဏံဂစ္ဆာမိ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ဖန်လေ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ွယ်ရာဟု၍ စီကပါ၏ စိကပါ၏ သရဏဂမနံပရိဘုံနံသရဏဂုံသောက်တည်မှုပြည့်စုံပါပြီ အာမဗန္တိမှန်ပါဖျား ဘာနာတိပါဒာဝေရမဏိသိက္ခာပဒံသမာရိယာမိ ပါဏာတိပါဒာဝေရမဏိတိကာရံသမာရိယာမိ သူအသက်တခြင်းမှာ သူအသက်တခြင်းမှာ ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောတိကာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ အဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာရိယာမိ အဒိနာဒါနာဝေရမဏိတိကာရံသမာရိယာမိ ပိုင်ရှင်သည် ပိုင်ရှင်သည် ကိုနှုတ်တို့ဖြင့် ကိုယ်တော်တို့ဖြင့် မပေးအပ်သော မပေးရသော သူတစ်ပါး၏ဥစ္စာကို သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှာ ခိုးယူခြင်းမှာ ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောတိကာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ အာပြမစရိယာဝေရမဏိသိက္ခာပဒံသမာရိယာမိ အဗျမစရိယာဝေရမဏိတိကာဒံသမာရိယာမိ မမြတ်သော မမြတ်သော မေတုံအကျင့်မှာ မေထုံအကျင့်မှာ ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောတိကာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ မုဒ္ဒဘာဒာဝေရမဏိသိက္ခာပဒံသမာရိယာမိ မုဒ္ဒဝါဒဝေရမဏိတိကာဒံသမာရိယာမိ မဟုတ်မမှန် မဟုတ်မ လိန်ညာပြောဆိုခြင်းမှာ လိမ်ညာပြောဆိုခြင်းမှာ ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောတိကာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ သူရာမေရယမစ္ဆပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိ သုရာမေရယမစ္ဆပမာဒဌာနာဝေရမဏိတိကာဒံသမာရိယာမိ သေဤသေရဲ့နှင့် ဒေတိယနှင့် မူရစ်စေဝါတို့ကို သူယေစွာတို့ကို တောက်သုံးခြင်းမှာ
သောဖြင့်မှာ ရှောင်ကျင်အားဖြင့်သောသိက္ခာပုဂ္ဂိုလ် ရှောင်တရားဖြစ်သောသိက္ခာပုဂ္ဂိုလ် ကောင်းစွာဆောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ ဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာရိယာမိ ဝိကာရဘောဓနာဝေရမဏိသိက္ခာပဒံသမာရိယာမိ နေလွယ်အခါ နေရွယ်အခါ စားတောက်ခြင်းမှာ သာသောခြင်းမှာ ရှောင်ကျင်အားဖြင့်သောသိက္ခာပုဂ္ဂိုလ် ရှောင်တရားဖြစ်သောသိက္ခာပုဂ္ဂိုလ် ကောင်းစွာဆောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ နေစာ နိစ္စ ဂီတာ ဂီတ ဝါဒိတာ ဝါဒိတ ဝိတုကာ ဝိတုက ဒတနာ ဒသနာ မာလာခန္ဓာ မာလာကန္တာ ဝိလေပနာ ဝိလေပနာ ဓာရဏ ဓာရဏ မန္ဒနာ မန္တနာ ဝိဗုဒနာဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိ ဝိဘုဒ္ဓဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိ သာသနာတော်အကျင့်များ၏ သာသနာတော်အချင်းမြတ်၏ အနှောင့်အယှက်ဖြစ်သော အနောက်အကျက်ဖြစ်သော ကခြင်း ကာခြင်း သချင်းဆိုခြင်း သခြင်းဆိုခြင်း တိမုတ်ခြင်းတို့ကို ဒီမုတ်ခြင်းတို့ကို ကြည်ရှုနားထောင်ခြင်းမှ၎င်း ကြည်ရှုနားထောင်ခြင်းမှ၎င်း ပန်းပန်ခြင်း ပန်းပန်ခြင်း နတ်နာလေးခြင်း နန္တာလေးခြင်း နတ်နာပြောင်းတို့ဖြင့် နန္တာကြောင့်တို့ဖြင့် အလှပြင်ဆင်ခြင်းမှ၎င်း အလားဖြင့်ခြင်းမှ၎င်း ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောသိက္ခာပုဂ္ဂိုလ် ကောင်းစွာဆောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ ဥစ္စာတေနာမတေနာဝေရမဏိသိက္ခာပဒံသမာရိယာမိ ဥစ္စာတေနမဟာတေနဝေရမဏိသိက္ခာပဒံသမာရိယာမိ မြင့်သောနေရာ မြင်သောနေရာ မြတ်သောနေရာတို့၌ မြတ်သောနေရာတို့၌ နေထိုင်အိပ်လျောင်းခြင်းမှာ နေထိုင်အိပ်လျောင်းခြင်းမှာ ရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ် ရှောင်းတရားဖြစ်သောသိက္ခာပုဂ္ဂိုလ် ကောင်းစွာဆောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ ဣဒံမေသီလံ ဣဒံမေသီလံ မေဃဖလနိဗ္ဗာနတ္တ မေဃဖလနိဗ္ဗာနတ္တ ပစ္စယောဟောတု ပစ္စယောဟောတု တပည့်တော်ဤ တပည့်တော်ဤ ဤယခုဆောက်တည်ပြီးသော ဤယခုသောက်တည်သော ရှစ်ပါးသီလသည် ရှစ်ပါးသီလသည် မေဖို့နိဗ္ဗာန်ကို မေဖို့နိဗ္ဗာန်ကို ရခြင်းဤ ရာခြင်းဤ အာကောင်းသော အာကောင်းသော အကြောင်းအထောက်အပံ့ အကြောင်းအထောက်အပံ့ ဖြစ်ပါစေတည်း ဖြစ်ပါစေတည်း ဒီတရဏေနသာအထင်္ဂသမဏဂတံဘောဓရတိလံဓမ္မန္တာရုကံကတဝါအပမဒေနသံပါတိထာတရဏဂုံသုံးပါးနှင့်တကွာအင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ္တိနာဟုသောတရားတော်ကိုအယုဒေအလေးမြတ်ပြု၍မမိတ်မလျော်သောတတိဖြင့်ပြီးပြည့်စုံစေကြကုန်တော် အာမဗန္တိမှန်ပါဖျား